Yeah, straight A student, but I'm friends with the cool kids. Following the rules and the rubric. Freestyle on the bus and it's too lit. Everybody like, oh damn, who's this? Raising the stakes like Bruce Chris. Clockwork, hot shine like Kubrick. Yeah, I heard what you got. မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆိုရင်တော့ဒီ Honda ကနေပြီးတော့ဟိုအသစ်ဖွင့်ထားတဲ့ The Move ပိုင် Honda ကိုရောက်နေတာပါဘာတွေရှိမလဲကျွန်တော်တစ်ချက်လောက်လိုက်ကြည့်ပေးကြပါအောင်ဗျာ With the music, think that it's hot, but it's not like mucus. ကျွန်တော်တို့အခုလိုမျိုးစကားဝင်ချင်းမှာပဲဒီ360ပဲတက်လေ projector ရင်းနဲ့ဒီ show တွေပြပါလေ The dream to empower those in need with simple, meaningful innovation. The dream to make everyday life easier, one ride at a time. ဒီမှာဆိုရင်ပေါ့နော် Honda ရဲ့ပထမအဆုံးဆက်တဲ့စပိန်အကြောင်း Supercat Cycle အကြောင်းလို့ဒီသူတို့ဆူရခဲ့တဲ့ cycle တွေကားတွေအကြောင်းတွေပြီးသွားရင်ဒီထိုင်လန်မှာ Honda ပထမအဆုံးစတင်ထုတ်လုပ်တဲ့ခုနှစ်အကြောင်းတွေသူတို့အရင်တုန်းက project တွေပြီးနောက်လာမယ့် project တွေကိုအခုလိုမျိုးဒီ projector နဲ့ပြရတယ်ပေါ့နော်ဒီ projector အခန်းထဲကထွက်လိုက်တာ ਨੇ ဒီ concept cycle စတွေ့ပါပြီအကုန်လုံးကတော့ဒီ EV တွေပဲပေါ့နော်ဒီကောင်လေးဆိုရင်ဒီမျိုးပြထဲမှာစီးဖို့အတွက် scooter နဲ့ပို့တူတယ် cycle ကတော့2စီးပြထားတယ်ဒါကတိတ်ပြီးတော့မပြည့်စုံသေးလို့ပဲပေါ့နော်ကျွန်တော်ကြည့်ရတာဒီဘိန်းနဲ့ပတ်သက်တဲ့အကြောင်းတွေလည်းဘာမှမရေးထားဘူးပေါ့နော်မော်တာအကြောင်းတွေဘက်ထရီအကြောင်းတွေလည်းမရေးထားဘူးဒီတိုင်းပဲပြရတာပါဒါလေးကတော့တစ်စီဒီကောင်လေးနဲ့ Naked Bike ပုံစံဒီ Street Fighter ပုံစံဆန်နေပြီးတော့နည်းနည်းပို့ပြီးတော့ပြည့်စုံဖြစ်တယ်ဒီဘက်ကျိုးကြီးတက်ထားတယ် short bar တွေပြီးတော့ brake တွေဆိုရင်အရှိရောနောက်ကိုတက်ထားတာပို့ပြီးတော့ပြည့်စုံဖြစ်တယ်ပေါ့ပို့ပြီးတော့လည်းလှတယ်ဒါလေးကြည့်ရတာအောက်ကဘက်ထရီကတော့အရင်အောက်ကျနေလို့ပဲကြည့်ရတာပြီးရင်အခုလိုမျိုး cycle ပြိုင်နေ game ဆော့လို့ရတယ်။သူက VR headset နဲ့2ယောက်ပြိုင်ရတာ။ဒါပေမဲ့ projector မောက်တွေ1ယောက်ပုံပဲပြရပေါ့နော်။သူတို့ VR headset မှာ2ယောက်။ဒါလေးကတော့ EV2 experience ပေါ့နော်။ vertically take off and landing ပေါ့။ဒီလင်းစီးတဲ့ခံစားမှုကိုခံစားရအောင်ဒီဝိုင်းအောက်မှာပေါ့နော် speaker တွေ vibrate ဖြစ်အောင် motor တွေတက်ထားတယ်ပေါ့။ Welcome to eVTOL. Please enjoy the ride from Bangkok to Pattaya and prepare for takeoff. အခုဆိုကျွန်တော်ဒီဘန်ကောက်ကနေပတ္တရားကိုဒါစီးနေတဲ့ခံစားချက်မျိုးပေါ့နော်ဒါကြီးဒီအဝိုင်းရအောက်မှာတန်ကာတွေရောဒီအကုန်လုံးပါရပေါ့ဘယ်လိုပြောရမလဲတက်လီကာစီးသလိုပဲဒီအလင်းအတက်နဲ့အစင်းဟာကိုခံစားရတယ်ပေါ့ကျွန်တော်အခုဆိုဘန်ကောက်ကနေတက်သွားပြီးတော့ပြီးသွားရင်ဒီပတ္တရားဘက်မှာသွားပြန်ဆင်းမယ်အဓိကကတော့ဒီအပေါ်ပါပေါ့နော်ပထမပြရဲ့လီရင်ပေါ့ဒီ air type C ပေါ့မောင်းသူမဲ့ air type C စီးမယ်ဆိုရင်ဘယ်လိုမျိုးခံစားမှုရမလဲဆိုတော့ပြချင်တာပါအဲ့ဒီလိုမျိုး air type C တွေက Honda မှမဟုတ်ဘူးဒီမြင် Honda ရောဒီမြင် company ကလည်းအခုနည်းနည်းသူတို့ concept တွေရှိရပေါ့သူကလီရင်ဆိုတော့ရဟတ်ရင်လိုမျိုးပေါ့နော်ပြေးလမ်းမလို့ပဲအတက်အဆင်းလုပ်လို့ရတယ်အခုဆိုရင်တော့ဗတ်တရားကိုရောက်ပါပြီဗျာပြီးသွားရင်တော့ဟိုဒီကားကြီးလာပြီဒီကားကြီးဆို EV ကားကြီးဒါကြီးကတော့တော်တော်ရှည်တယ်အရှည်ကြီးပဲဒီမှာခွေရောတော်တော်လာတယ်ဒီကားတွေရောစိုက်ကြီးရောဒီပွဲမှာဆိုဘာသူတို့အကြောင်းတွေဘာမှမရေးထားဘူးပေါ့နော်ဘက်ထရီအကြောင်းတွေမော်တာအကြောင်းတွေဒီတိုင်းပဲသူကပြထားတာဆိုကျွန်တော်လည်းမနိုင်တော့ကားကကြောက်သိနာမလဲဘူးအဲ့ပြင်ဒီ EV ကားဆိုတော့ပိုဆိုးတယ်ပေါ့ဒီကားတော့နောက်တစ်စီးနောက်ဒီကားကတော့ပို့ပြီးတော့ပြည့်စုံဖြစ်တယ်ထဲတိုင်းတွေပဲပြထားတယ်ဒီအတွင်းပိုင်းတွေဆိုရင်သူ steer line တွေရောဒီ lighting တွေရော mic တွေရောရသူလည်း EV ပဲဒီကောင်လေးကိုတော့ကျွန်တော် YouTube မှာတွေ့နေရကြပြီတချို့ YouTuber တွေစီရောက်နေပြီပေါ့နော်အခုလဲဒါ Honda မှာဝယ်လို့ရမယ်ထင်တယ်ဒါလုံးဝအခုချက်ချင်းတုံးလို့ရတယ်အပြင်မှာဒီကောင်လေးကိုသူတို့ပေးစီးတယ်ပြီးတော့လှုပ်ထားနေတက်ရက်ဖြစ်အဲဘိန်းလေးကတီးရတော်တော်တီးတာဘိန်းတီးတော့ဒါစိုက်တီးတော့နေနေဟိုမစီးတဲ့ဆိုရင်လူးတယ်ပေါ့ဒါအပြင်မှာသူများကြီးစီးကြည့်နေတာပေါ့ကျွန်တော်ရဲ့ဗီဒီယိုခုလိုမျိုးဆုံးပြီးစိတ်ရှိလက်ရှိကြည့်ပြီးအတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ခင်ဗျာ